ဒီတခါမိတ်ဆက်ပေးခြင်းတဲ့အယောင်းကွက်လေးကတော့မြောင်မြမြို့ဝေးပြေးမြို့ပတ်လမ်းမှာရှိတဲ့အယောင်းကွက်လေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီအယောင်းကွက်လေးရဲ့တည်နေရာကတော့ဝေးပြေးမြို့ပတ်လမ်းရွှေကူကူစားတောက်ဆိုင်ပြီးလမ်းသွဲသာချပြီးမိန်းလမ်းမကြီးနဲ့လည်းမြေနှစ်ခွက်သာချတဲ့နေရာမှာတည်ရှိပါတယ်ပတ်ဝန်းကျင်မှာစားတောက်ဆိုင်တွေအများကြီးရှိသလိုဖူဂျီကျူးစားတောက်ဆိုင်အေယာကားရင်းနဲ့တဲခုတ်ကန်းတွေလည်းရှိပါတယ်ဒါအပြင်မြောင်မြကျိုးတရားနဲ့မဝေးသလိုအဝေးပြေးကောင်းအောင်နဲ့လည်းနေပါတယ်လမ်းတစ်ဖက်မှာလည်းကားဝက်ရှော့တွေရှိတဲ့အတွက်စီးပွားရေးလုပ်ငန်းအတွက်အလားအလာကောင်းတဲ့ပတ်ဝန်းကျင်တစ်ခုလို့ပြောလို့ရပါတယ်။ခြံအကျဲကတော့ပေ40-60ဖြစ်ပြီးဈေးနှုန်းကတော့3500ကိုညှိနှိုင်းရောင်းချပေးမှာဖြစ်ပါတယ်။ဒီအယောင်းပွဲရဲ့အားနည်းချက်တစ်ခုကိုရိုးရိုးသားသားပြောရမယ်ဆိုရင်လမ်းမကြီးကိုတိုက်ရိုက်မျက်နှာမူထားတာမဟုတ်ပဲလမ်းမကြီးနဲ့မြေနှစ်ကွက်ချနေတာသာဖြစ်ပါတယ်။ဒါပေမဲ့လမ်းမကြီးနဲ့နီးတဲ့အပြင်စားတောက်ဆိုင်တွေကားဝက်ရှော့တွေအဝေးပြေးကားဝန်းကျိုးတရားနဲ့လည်းနီးတဲ့အတွက်ဒီနေရာပိုင်းမှာအားသာချက်တွေအများကြီးရှိတဲ့အယောင်းကွက်လေးဖြစ်ပါတယ်။ကိုယ်တိုင်နေထိုင်ဖို့ပဲဖြစ်ဖြစ်စီးပွားရေးလုပ်ငန်းအတွက်ပဲဖြစ်ဖြစ်ရင်းနှီးမြှုပ်နှံထားဖို့ပဲဖြစ်ဖြစ်စိတ်ဝင်စားတယ်ဆိုရင်အသေးစိတ်သိရှိနိုင်ဖို့3943488843ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။